ကြည့်ပါဦးမှာYoဒီကနေ့မိတ်ဆွေတူတိတယောက်နဲ့တွေ့လို့ဝမ်းသာတယ်ကျွန်တော်ကိုမြင်ချင်းတဘောကြလို့နှုတ်ပြီးကိုနမ်းပါတယ်သူ့အိမ်ကလမ်းပါတယ်လာခဲ့တဲ့ခကြီးကရမ်းကြတယ်ကျွန်တော်ပန်ရှင်အသစ်နဲ့ပြောပြမဲ့ဇက်လမ်းမှာကွယ်ကျွန်တော်လိုကောင်းကြီးအများကြီးထဲကကျွန်တော်ကိုသူကိုယ်တိုင်ကြွေးခဲ့တာရွှေခဲဆိုတဲ့နာမည်လေးကိုလည်းသူကိုယ်တိုင်ပြေးခဲ့တာတောင်းဆိုချင်တာငါကြိုက်တဲ့တိဦးတိပုပဲနေကြွေးလဲပါခြံဝန်းရှိပြန်တန်းကျင်ခဲ့လားနင်ဘက်တော့မမီးခဲ့ပါရောင်စင်းလှပမှုကိုသူတဘောကြလို့ထင်မှာပါတခြားပန်ရှင်မျိုးတဲ့ကျွန်တော်ကိုဒီထက်ပိုချစ်မှာပါမလုပ်ဖြစ်ပါအပြစ်နာစာမင်းတို့ပေးတဲ့မေတ္တာဟာပြန်တန်းခွင့်မရတဲ့တောင်းပန်ဆုံးဖြစ်တာဟာအဲ့ဒါချစ်တာနာလောင်ကြိုက်ဟာပျော်ရွှင်မှုအစစ်မဟုတ်ဘူးဆိုတာငါမြင်လာတယ်ငါဟာဘယ်အရက်ဘယ်ဒီတာကလာတယ်လို့ထင်ပါတယ်လေမင်္ဂလာပါနှုတ်ဆက်စကားမင်းပြောတဲ့အတိုင်းငါတင်ပါမယ်အိမ်မွေးတဲ့စန်တီဒီနဲ့မင်းစောတာတွေ့ရင်ရင်နာတယ်မိုးလင်းလို့မင်းထားသေးခင်တန်တာချိုတင်းငါဆိုပေးစိတ်ညစ်မှုတွေရှိရင်လည်းတရားတစ်ခါလဲငါငိုကြွေးငါခွဲခွာခဲ့တာမင်းဒီပါငါမိသားစုနဲ့ညီကိုလေးဘာကြောင့်စားမစားရလဲလို့ကျူးဆိုင်နဲ့လာလို့မေးငေါပြောရှင်နိုင်ခဲ့တာတော့မင်းကိုယ်တိုင်တေချာနားမလဲလာကြည့်ုံတက်တက်ပဲလောင်ကြိုက်တဲ့သူထဲထားတဲ့ညနေတီလွေးနေနဲ့ခြံဝန်းရှိမစော့ကစားတဲ့မကျွေးဆိုတာငါမသိဘူးမင်းပြောအောင်ပဲငါထားမယ်မင်းအခီးတွေတော့ငါကိုတယောက်တည်းထားခဲ့တာနေုံကြီးနဲ့ထိတွေ့ခွင့်မရမွန်းချက်မှုပဲရခဲ့တာစာရေးစာလုံလောက်ပြီမဲ့နှွေးထွေးမှုတော့မရတဲ့အခါရှင်တို့မင်းကလူဆိုင်မှန်တီတော့အလိုလိုအားနေလားတိုင်ရောစီမမြင်ရကြိုးရစ်ပလာမတကြီးဝင်တယ်ငါရဲ့စိတ်ခံစားချက်တွေကိုမင်းကိုယ်ဝင်ရောက်ကြည့်ရင်ကွယ်မင်းရဲ့ကောင်းဆုံးတငယ်ချင်းတယောက်အဖြစ်ငါရှိကျင်တယ်လေးလံနဲ့တောင်းမလို့ဆိုဝေဟင်မှာပြန်တန်းကြည့်ကျင်တယ်